များကမြတ်မိုးတော်ကိုရှုထုတ်ခဲ့သူငါတကယ်ချင်းပြမိတ်ဆက်တော့လေဘာမှမဖြစ်သူပါလုံးကျင်တော့ပြောပါပြောချင်းသာမင်းရဲ့သဘောထားတိုင်းဟိုဘာလုံးပြစေပါမရှောင်လွယ်နိုင်ခဲ့ပါငါမနှိုးပြီးဆက်လန်ခဲ့တကယ်ချင်းချက်ကိုပြီးငါယူထုတ်ခဲ့ရှိနေမှာရဲ့ဆုံးလို့နေတာကရုပ်တော့နေသူမှာငါနေနေတဲ့ချီကဘာမှမြင်မလာပါနောက်ဆုံးကြတော့ငါနေတဲ့ကြတော့ fairy tale ပေါ့အလုံးရဲ့အရင်ဦးပြီးရှူပေမဲ့လေငါတို့ဘာမှမထူးမင်းရဲ့ပြောပြတာရင်မဖြစ်စုမင်းရဲ့ပြောပြတာတော့ဘာနေတဲ့ကောင်းဆုံးဖြစ်ဖို့အမြဲရှိနေမှာရဲ့ဆုံးလို့